ACC UK World First Myanmar First တွေပါဝင် Finance and Accounting Professional တွေကိုမွေးထုတ်ပေးနေတယ်။ကျမတို့ NLA က ACC UK Part 1ရဲ့ BDMA FA ဘာသာရပ်များကိုအချိန်3လခွဲတွင်သင်ကြားပို့ချပေးပြီးပြီးဆုံးအောင်မြင်အောင်သင်ကြားပေးတဲ့ Blog တန်းခွဲသစ်တွေကိုမေလနဲ့ဇွန်လတွေမှာစတင်ဖွင့်လှစ်လိုက်ပါပြီရှင်။ဒီ ACC UK Blog တန်းခွဲများကိုတက်ရောက်ခဲ့ကြတဲ့ကျောင်းသူလေးများကလည်းအခုလိုပြောပြထားပေးပါရရှင်။ ကျမတို့ဒီ NLA မှာ ACC Part 1 Campus အနေနဲ့လာတက်ရောက်တဲ့ကျောင်းသူတစ်ဦးပဲဖြစ်ပါတယ်။ NLA ကိုဘာကြောင့်ရွေးချယ်ရလဲဆိုလို့ရှိရင်တော့ဒါ NLA ရဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ပထမအဦးဆုံး Platinum Learning Approved partner လေးဖြစ်ခဲ့ပေါ့နော်။ပြီးတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီမြန်မာ First Day World First Day လည်းအများကြီးပေါ်ထွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆရာမတွေရဲ့တင်ပြမှုကလည်းဒါကောင်းမွန်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလည်းပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။သင်ကြားရေးပိုင်းမှာဆိုလို့ရှိရင်လည်းဒါဆရာမတွေကတည်တည်ချာချာလေး Isabel လေးနဲ့ရှင်းပြပေးတယ်တခြားနားလည်လွယ်အောင်လို့ပေါ့နော် student တွေကိုသင်ကြားပေးတယ်ပြီးလို့ရှိရင်ဒီ student တွေအိမ်မငိုက်အောင်လို့လည်းဒါဟာတာလေးတွေနဲ့ပြောပြီးတော့ပေါ့နော်သင်ကြားပေးတယ်အဲ့လိုမျိုးလေးတွေအတွက်ကြောင့်မလို့ NLA ကိုရွေးချယ်ရပါ Grade ပြီးသားကလေးက NLA မှာ foundation ကို campus စာပြီး join ခဲ့တာပါပေါ်ဝမ်းကိုလည်း NLA မှာပဲဆက်ပြီး join ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ foundation မှာကလေးကဆရာမကြီးကလည်းအရန်သဘောကောင်းပြီးအသင်ပြလည်းကောင်းတဲ့အတွက်ကြောင့်ပါကျောင်းကလည်း service တော်တော်ကောင်းနေရှင် facility ကလည်းအဆင်ပြေတဲ့အတွက်ကြောင့် NLA ကိုပဲဆက်ပြီးရွေးချယ်ဖြစ်ခဲ့တာပေါ့နော်